အားလုံးမင်္ဂလာပါခင်ဗျာယခုတင်ပြမယ့်အကြောင်းကတော့ပေတနိုးနဲ့တည်ခေတ္တရာထွတ်တပေါင်းနဲ့ပေတနိုးဘီယမာချီအကြောင်းပဲဖြစ်ပါတယ်လူသားများရဲ့မျိုးပြတိဆောက်ကြတဲ့ပုံစံအရာစိုက်ပျိုးရေးကိုအခြေခံတဲ့အတွက်မျိုးတစ်ခုအခြေချတိဆောက်ကြတော့မယ်ဆိုရင်ရေရင်းမြစ်ကအဓိကတော့ချက်ပဲဖြစ်ပါတယ်ဒါကြောင့်ရှေးမြို့အောင်များကိုမြေချောင်းစတဲ့အနီးမှာများသောအားဖြင့်အခြေချတိဆောက်ခဲ့ကြကြောင်းတွေ့ရှိရပါတယ်မြန်မာနိုင်ငံရဲ့အသက်သွေးကြောလို့ဆိုရလောက်တဲ့အစောပိုင်းလူတို့ရဲ့အခြေချမှုအတွက်မဟာဗျူဟာတမျှအရေးပါခဲ့တဲ့မြစ်ကတော့ ARD ဆိုတာအထူးပြောစရာမလိုတော့ပါဘူးမြောက်ကနေတောင်ရက်ကိုတသွင်သွင်စီးစင်းနဲ့ခေတ်ဆက်ဆက်လူသားတို့ရဲ့တာဝန်အရေးကိုမရမနာထမ်းဆောင်နေခဲ့တာလေနှစ်ပေါင်းမနေမနော်ရှိနေပါပြီမြန်မာနိုင်ငံအတွင်းတည်ရှိခဲ့ကြတဲ့အထင်ကြီးပြူမျိုးကြီးများတဲကပေတနိုးနဲ့ဒီခေတ္တရာနှစ်မျိုးဟာ ARD နဲ့နီးနီးစပ်စပ်တည်ရှိခဲ့ကြတာပဲဖြစ်ပါတယ်ဒီမျိုးနှစ်မျိုးဟာရာဇဝင်သမိုင်းများအရာခေတ်ပြိုင်ပေါ်ထွန်းခဲ့ကြအောင်အဆိုရှိခဲ့ကြပါတယ်။ဘာကြောင့်ဒီလိုယုံကြည်ရတယ်လဲဆိုရင်ဒီခေတ်တရာမှာမင်းလို့အုပ်ချုပ်နေတဲ့တွတ်ပေါင်းမင်းကြီးကပေတနိုးမှာမင်းလို့အုပ်ချုပ်နေတဲ့ပေတနိုးဘီယမာကြီးကိုတွားရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ရာဇဝင်သမိုင်းများကအခိုင်အမာရေးဖွဲ့ထားကြလို့ပဲဖြစ်ပါတယ်။မြေပေါ်ထောင်ထားများမှာလည်းဒီခေတ်တရာရဲ့တောင်ဘက်မြို့အပြင်ဘက်မှာ4000ကျကျမြို့ကွက်ပုံစံတစ်ခုကိုပေတနိုးမြို့တချို့ကလည်းပေတနိုးမြို့လေးတော်လို့ခေါ်ဆိုကြတဲ့နေရာတစ်ခုရှိပါတယ်။ဒါပြင်၎င်းမြို့လေးတော်ရဲ့အရှိဘက်ကိုင်း200လောက်မှာပေတနိုးမိဖုရားသင်္ချိုင်းလို့ခေါ်တဲ့နေရာရှိနေပြန်ပါတယ်။ဒါကြောင့်ဒီမြေပေါ်အခေါ်တွေကြောင့်လည်းရာဇဝင်သမိုင်းတွေဟာပုံမခိုင်မာသလိုရှိလာခဲ့ပါတယ်။မြစ်တို့ပင်ဆိုသေးကမူတွတ်တပေါင်းနဲ့ပေတနိုးဘီယမာကြီးတို့ရဲ့ဇက်အိမ်ကတော့ရက်ဆက်ခြင်းတွေနှစ်သက်ခြင်းတွေလွမ်းဆွခြင်းတွေပူဆွေးခြင်းများနဲ့ပြည့်နှက်နေရတော့အမှန်ပါပဲဒါကြောင့်ဒီမျိုးနှစ်မျိုးဒီလူနှစ်ယောက်ရဲ့ဇလန်းကိုလေ့လာသူအဖို့ဖတ်ရသူအဖို့ကြားသူအဖို့ရင်တွင်းစွနှင့်စီပါတယ်သမိုင်းဆရာများရဲ့ပြောင်မြောက်လာတဲ့စကပြေရေးသားစံညွန်းတို့ကလည်းဖတ်ရသူအဖို့ပုံမိုးပြီးလွမ်းမောစေပါတယ်ပေတနိုးမြို့အောင်ကို2003ခုနှစ်ဇွန်1ရက်နေ့ကစားလို့တူဖို့သူတေသနာပြုရမယ့်အကြောင်းကိုကြားသိရတဲ့အခါကျွန်တော်အနေနဲ့အလွန်ပဲဝမ်းသာမိပါတယ်ဒီမြို့အောင်ကိုဒီသမိုင်းရာဇဝင်တွေကိုဖတ်မိကြတဲ့ကကိုယ်တိုင်ပါဝင်တူဖို့ကျင်းနေရတာပါအခုတော့ဒီအခွင့်အရေးရပါပြီရခင်ဒီခေတ္တရာမြို့အောင်ကိုမိမိအနေနဲ့1996 99ခုနှစ်ခဲကစတင်လို့တူဖို့မှုကိုမှတ်31B 31C 32 33တို့ကို4လကျော်5လကြာအောင်စခန်းချနေထိုင်ပြီးတူဖို့ခဲ့ရပါတယ်ဒါပြင်1999ခုနှစ်ကလည်းကုန်းမှတ်35ကုန်းကြီးကို5လကြာအောင်တူဖို့သူသေသနာပြုခဲ့ရပါတယ်ဒါကြောင့်ဒီခေတ္တရာနဲ့တနည်းဖြစ်ပြီးသားမို့ကျွန်တော်အနေနဲ့တွတ်တပေါင်းမင်းကြီးနဲ့လည်းရင်းနှီးပြီးသားဖြစ်ပါတယ်ဒီခေတ္တရာရဲ့ရင်ခုန်တန်များတဲ့ကပေတနိုးမြေဘီယမာကြီးအကြောင်းတစ်စိတ်တစ်ပိုင်းများကလည်းသူ့ရဲ့မူလနေရာဇာတိကိုရောက်ဖူးခြင်းတူးဖို့သူသေသနာပြုခြင်းနဲ့စိတ်တွေလည်းတဖွာဖွာဖြစ်ပေါ်စေခဲ့ပါတယ်သူမဘယ်လိုရက်မှနေခဲ့လဲသူမရဲ့ပြည်သူတွေကိုဒီရက်မှဘယ်လိုများအုပ်ချုပ်ခဲ့လဲသူမရဲ့ကြွကြံနေမည်ဖြစ်တဲ့အငွေ့သက်တို့ရှိရာပေတနိုးမြို့ဟောင်းဒေသကိုရောက်ရှိရပြီးတော့မယ်တူဖို့သူသေသနာပြုရပြီးတော့မယ်လို့တွေးမိပါတယ်2003ခုနှစ်ဇွန်1ရက်နေ့ပေတနိုးမြေကိုခြေချခွင့်ရခဲ့ပါပြီတောင်တွင်းကြီးမြို့မှာအနောက်ဘက်12မိုင်အကွာတည်ရှိနေပါတယ်တောင်တွင်းကနေမကွေးသွားတဲ့ကမ်းလမ်းကြီးကပေတနိုးမြို့ရဲ့အရှိတောင်ဘက်ကိုမြို့ဖြတ်ပြီးဖောက်ထားတာဖြစ်ပါတယ်ဒီလမ်းမကြီးကပေတနိုးရဲ့တောင်ဘက်မြို့အနောက်တောင်နားလောက်ကတောင်ဘက်မြို့ကိုဖြတ်ထွက်သွားတာဖြစ်ပါတယ်ရှေးမြောင်းတွေကဒီလိုပါပဲဒေသဖွံ့ဖြိုးရေးတွေစိန်ခေါ်မှုတွေကိုအမြဲခံနေရတာပါပဲမြောင်းအတွင်းကိုဖြတ်ဝင်လာတဲ့တောင်တွင်းမကွေးကားလမ်းကနေမြင်းနီလန်းယခုတော့ကတ္တရာလမ်းဖြစ်နေပါတယ်
မြင်းလန်းတိုင်းဝင်လိုက်ရင်ပထမတမိုင်ကအနောက်ဘက်ကိုသွားစရာလမ်းခွဲလေးတစ်ခုတွေ့ရမှာဖြစ်ပါတယ်ဒီလမ်းခွဲလေးကနေမြင်းနီလန်းစုံအထိတမိုင်နောက်ဘက်ကိုဆက်ဝင်သွားရင်နန်းတော်ရာကိုတွေ့ရမှာဖြစ်ပါတယ်အနောက်ဘက်မကွေပဲကတ္တရာလန်တိုင်းဆက်ပြီးသွားရင်တော့ပေတလုံးမိဖုရားကြီးတည်ထားခဲ့တဲ့ဆိုတဲ့ရွှေအောင်တော်ဘုရားကိုရောက်ရှိမှာဖြစ်ပါတယ်တွေ့ပါပြီသူမရဲ့နန်းတော်ရာနေရာညီညာပြန်ပြူလို့1960-60ခုနှစ်ကဒုဖော်သူတေသနာပြုထားခဲ့တဲ့ကုန်းမတ်ကေကေကြီးအိတ်နန်းတော်ရာဝင်ပေါက်တကားကနေဝင်ရောက်ရတာဖြစ်ပါတယ်ဒီဝင်ပေါက်ဒုဖော်ခဲ့စဉ်ကလည်းဝင်ပေါက်တကားကေရဲ့တစ်ဖက်တစ်ချက်မှာသဲကြောင်နဲ့ထွန်းထူထားတဲ့ကြီးမားတဲ့အဆောင်ရုပ်ထုအောက်ခြေပိုင်းခြေထောက်တွေကိုတွေ့ရတယ်လို့ဆိုပါတယ်ဒီခြေထောက်တွေကနှစ်ဖက်စလုံးအတူတူပါပဲအပေါ်ပိုင်းတွေရဲ့တက်လွန်စားကိုတော့တစုံတစတော့မတွေ့ရပါဘူးဘာလို့ဒီလောက်ကြီးမားတဲ့ရုပ်ထုကြီးကိုဖျက်ဆီးခဲ့ကြတာလဲဘယ်လိုအညှိုးတွေကြောင့်လဲနန်းတော်ဝင်ပေါက်ကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါမှာအိုယိုးတိုင်းတစ်ခုကိုထပ်မံတွေ့ရပြန်ပါတယ်ဒီအိုယိုးတန်းကိုကျော်ဖြတ်ဝင်ရောက်ဖို့အတွက်တော့ဝင်ပေါက်ရဲ့လို့မတွေ့ရတော့ပါဘူးအုတ်တန်းအမြင့်ကလည်းရှိလာမှ2ပေခန့်သာရှိပါတယ်ဒါကြောင့်အပေါ်ပိုင်းတည်ဆောက်မှုတွေဟာနှစ်ပေါင်းများစွာကြာခဲ့တဲ့အတွက်ကြောင့်ပျက်စီးပျောက်ကွယ်နေပြီလို့ယူဆရပါတယ်အခုတော့အလွယ်တကူပဲကျော်လွှားနိုင်ပါတယ်ကျော်ဖြတ်ပြီးတဲ့အခါနောက်ထပ်4000ပုံကာရန်ထားတဲ့အိုယိုးမျိုးကွက်တံကိုရောက်ရှိသွားပါလို့ပြောက်ဘက်အိုယိုးတန်းနဲ့တွဲဆက်လို့အုပ်ဆောင်ပလက်ကိုအခန်းဖွဲ့များနဲ့တိဆောက်ထားတာကိုတွေ့ရပါတယ်မြေပြင်ပေါ်မှာတော့အိုးချမ်းခွဲများစွာအဖွေးသားတွေ့ရတဲ့အတွက်ပေတလုံးဘယင်မာကြီးရဲ့အငွေ့အသက်တို့ဟာဤနေရာမှာတရှိနေမှာအမှန်ပဲဖြစ်ပါတယ်သူမဒီနေရာကိုထားခဲ့ရတဲ့ပုံစံအတိုင်းယခုမြင်တွေ့ရနေတာလားလို့တွေးမိပါတယ်သူမအတွက်ဒီမြင်ကွင်းဟာတည်ခိတ္တရာကိုရောက်ရှိသွားပြီးထပ်မံမြင်တွေ့ခွင့်မရတော့တဲ့မြင်ကွင်းတွေပဲမဟုတ်ပါလားသူမရဲ့ပြည်သူပြည်သားများကိုသူမဤနေရာမှာဘယ်လိုပုံစံနဲ့ထားခဲ့ရတာလဲသူမတည်ခိတ္တရာကိုရောက်ရှိသွားသည်ကအမှန်ပင်ဖြစ်ပါလိမ့်မယ်ဒါပေမဲ့သူမရဲ့ဝိညာဉ်ဒီဟာဤမြေဤနေရာဤဝင်းကျင်၌သာကျင်လည်နေမှာဖြစ်ပါကြောင်းတင်ပြရင်အပိုင်း1ကိုညီကုန်းချုပ်ပါတယ်အပိုင်း2ကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ